မြန်မာအယူရာ39မိနစ်လောကမှာအထင်ရှားဆုံးလူဒီအများဆုံးနဲ့လူကြိုက်အများဆုံးနဲ့ကိုပြပါဆိုရင်ပကန်းကိုကြီးကျော်လို့ပဲလူတိုင်းကပြောပါလိမ့်မယ်ပကန်းခေအင်းဝခစ်တင်မကပဲဒီဘက်ခစ်ထိပါလူတွေရဲ့တဲတဲလုံးချစ်တာကိုခံရတဲ့သူဆိုတဲ့မမားပါဘူးအရက်ပလင်းကိုကိုင်ကြက်ဖောက်ကိုပိုက်မြင်းစီနေတဲ့ပုံလေးကိုမြင်နိုင်တယ်ဒါကကိုကြီးကျော်ပဲဆိုတာမြန်မာလူမျိုးတိုင်းသိပါတယ်နှစ်စဉ်တပေါင်းလာရောက်ရင်ထောင်တောင်းချီတဲ့လူတွေကဒီစကြုံမြို့နယ်ပခန်းထီတောက်ကိုရောက်လာပြီးပူပြင်းတဲ့နေရာအောက်မှာကကြခုံကြပျော်ပါကြပါတယ်။နောက်ပြီးထူးထူးခြားခြားစိတ်တိုင်းထွာပြီးလဲပူဇော်ကြသေးတာပါ။ဒါပေမဲ့ဒီပျော်ရွှင်စရာပုံရိပ်တွေရဲ့နောက်ကမှာဝမ်းနည်းစရာကောင်းတဲ့တမိုင်းကြောင်တစ်ခုရှိပါသေးတယ်။နောက်ပြီးသူ့ရဲ့ပွဲတော်မှာစိတ်တိုင်းထွာတာကိုဘာလို့ခွင့်ပြုထားရတာလဲ။စီးပွားရေးသမားတွေကတော့ဘာလို့ကိုကြီးကျော်ကိုအားကိုးကြရတာလဲ။ဒီနေ့မှာတော့လူသားဘွားကနေကိုကြီးနဲ့ဖြစ်လာခဲ့တဲ့ကိုကြီးကျော်အကြောင်းနဲ့ပခန်းပွဲတော်ရဲ့ထူးခြားနေနေမှုတွေဒီနေ့ကယုံကြည်မှုအခြေအနေတွေကိုပြင်ဆက်ပေးသွားမှာပါ။တကယ်တော့ကိုကြီးကျော်ကတာမန်တထေးသားတယောက်မဟုတ်ပါဘူးသူကပကံထီးနှန်းကိုစိုးစံမဲ့မင်းညီမင်းသားတစ်ပါးပါပကံမင်းဆက်28ဆက်မြောက်မှာနန်းတက်ခဲ့တဲ့တင်ခွန်းမင်းရဲ့သားတော်တစ်ပါးဖြစ်ပြီးတော့သူ့ရဲ့မေတော်ကတော့မြောင်နှန်းမိဖုရားရွှေကိုင်းမေတော်လို့လူသိများပါတယ်ကိုကြီးကျော်ရဲ့နာမည်အရင်ကမင်းသားကျော်စွာပါပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကသူ့မှာစီတူနဲ့ရွှေလောင်းဆိုတဲ့ညီနောင်နှစ်ပါးလည်းရှိပါသေးတယ်။ဒါကြောင့်မလို့ပကံရာဇဝင်တွေရဲ့ထုံးစံအတိုင်းထီးနှန်းလူပွဲတွေအာနာလူပွဲတွေကသူတို့ညီကိုကြီးချားမှာစဖြစ်လာပါတော့တယ်။ဒါပေမဲ့ခမဲတော်တင်ခွန်းမင်းကသားတော်ငယ်ဆုံးရွှေလောင်းကိုသာအင်းရှိရပေးလိုက်တဲ့အတွက်ကြောင့်မလို့နောင်တော်နှစ်ပါးကမကြီးနဲ့ဖြစ်ခဲ့ကြပါတယ်။ဒါကြောင့်ညီနောင်နှစ်ပါးကပကံနေပြီးတော့စွန့်ခွာခဲ့ပြီးအခုလက်ရှိပကန်းဒေတာမှာအခြေချပြီးမြို့ပြတီထောင်ခဲ့ကြပါတယ်။ဒါပေမဲ့ညီနောင်နှစ်ပါးကအကျဉ်းစရိုက်တွေလုံးဝကိုကွဲပြားခြားနာပါတယ်။အကိုကြီးစီသူကကြီးမန်းချက်ကြီးမားသူဖြစ်ပြီးတော့ညီတော်ကျော်စွာကတော့လွတ်လပ်မှုကိုပဲရှာဖွေပါတယ်။အာနာထက်အရက်ကိုမတ်တယ်စစ်ပွဲထဲကြက်ပွဲကိုပိုးပြီးစိတ်ဝင်စားပါတယ်။ဒါပေမဲ့ပကန်းဒေတာက6တွေ့ပြီးတော့စိုက်ပြေးလို့ဖို့ခက်ခဲပါတယ်။ဒါကြောင့်မလို့နောင်တော်စီသူကမူးမြစ်ကနေခြေကိုတွဲယူဖို့တူးမြောင်းဖောက်လို့ရေးစီမံကိန်းကြီးတစ်ခုကိုစတင်ပါတော့တယ်။ညီတော်ကျော်စွာကတော့လုပ်ငန်းခွင်မှာကြီးကြပ်ဖို့တာဝန်ယူရပါတယ်။ဒါပေမဲ့သူကဒီလုပ်တွေမှာစိတ်ဝင်စားခြင်းမရှိပါဘူး။သူစိတ်ဝင်စားတာကချက်ဝိုင်းနဲ့တောက်တစားတာပါ။တစ်ဖက်မှာနောင်တော်ကတိုင်းပြည်အတွက်ကြိုးစားနေချိန်မှာညီတော်ကတော့အပျော်ပအတွက်ငွေဖြုံးနေခဲ့ပါတယ်။ကြာလာတော့နောင်တော်စီသူကစိတ်ပြက်လာပြီးဒေါသထွက်လာခဲ့တယ်။ဒါကြောင့်တွေးသားတန်ရုံးစင်ဖြစ်ပေမဲ့တိုင်းပြည်တိုးတက်ရေးကိုနှောင့်နှေးစေတဲ့ကျော်စွာကိုညီကိုအရင်တန်ရုံးစင်ကိုမကြည့်ပဲကွက်မြက်ဖို့အမိန့်ပေးခဲ့ပါတယ်။တချို့မတန်းနေမှာတော့စီသူမင်းကိုယ်တိုင်ညီတော်ကျော်စွာကိုကိုယ်တိုင်ဓာတ်ကင်ပြီးစီရင်ခဲ့တာလို့တောင်ပြောကြပါတယ်။ဒါပေမဲ့ဘလို့ပဲဖြစ်ပါသူတည်ခဲ့တာကအစိမ့်တေးလို့ခေါ်တဲ့အကျန်းပက်ခံရပြီးမှတည်ဆုံးခဲ့တာပါအဲ့လိုမကျွတ်မလွတ်ပဲစိတ်ဆွဲလန်းပြီးတည်ဆုံးသွားရကနေပကန်းကိုကြီးကျော်ဆိုတဲ့နဲ့အဖြစ်ဘဝပြောင်းသွားတယ်လို့ယုံကြည်ကြပါတယ်ကဲပါတမိုင်းခဏထားပြီးလက်တီဘောကိုခဏလောက်ပြောကြအောင်ဗျာမြန်မာနယ်လောကမှာကိုကြီးကျော်လောက်အရန်ကောင်းတဲ့မရှိပါဘူးတခြားနဲ့တွေကိုငှက်ပြောပွဲအုံပွဲကဲရပါမယ်ကိုကြီးကျော်တော့အရက်နဲ့ကြက်ကြော်မှာကက်ကြရတာပါနောက်ထပ်ထူးခြားတာတစ်ခုကသူကကြက်တိုက်လောင်းဝစားမှာရှုံးမှုတွေမရှိအောင်ကိုကျွမ်းကျင်တဲ့သူလို့ပြောကြပါတယ်ဒါကြောင့်လောင်းဝစားဝါဒနာပါသူတွေစီးပွားရေးသမားတွေနဲ့ထီထိုးမဲ့သူတွေကကိုကြီးကျော်ကိုအာကိုတကြီးပူဇော်ပါသားကြတာပါဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကလူတွေကစံပြပုဂ္ဂိုလ်ကိုယ့်ရဲ့ idol တွေကိုအားကြကြပေမဲ့ကိုယ်နဲ့ဘဝတူအားနဲ့ချက်တွေရှိတဲ့သူတွေကိုတော့ပို့ပြီးတော့ချစ်ခင်တတ်ကြပါတယ်ကိုကြီးကျော်ကလူတွေအမောင်ပဲချမ်းကိုကိုစားပြုတ်နေတဲ့netတစ်ပါးမလို့လူတွေကသူ့ကိုဆိုပို့ပြီးတော့ရင်းနှီးတယ်လို့ခံစားရတာတကူးလာရောက်ပြီဆိုရင်ပခုတ်ကူမြို့နာပခန်းကြီးဒေသမှာပခန်းပွဲကိုစီစီကားကားကျင်းပကြပါတယ်ဒီပွဲဟာမြန်မာနိုင်ငံမှာအကျော်ကြားဆုံးနဲ့အကြီးကျယ်ဆုံးနှစ်ပွဲတစ်ခုဖြစ်ပြီးတော့နန်းနန်းတွေဈေးဆိုင်နန်းတွေနဲ့လူပေါင်းထောင်တောင်းချီလာရောက်ကြပါတယ်ပွဲတော်ရက်ဒီမှာဆိုရင်နက်ဂရော်တွေကကြက်ကြော်ကိုကိုက်ဖက်ပြီးအရက်ပလင်းလိုက်မော့ကကားကြခုံကြပါတယ်ဒါကိုကိုကြီးကျော်ဝင်ပူနေတယ်လို့လည်းယုံကြည်ကြပါတယ်နောက်ထပ်ဒီပွဲတော်ရဲ့အထူးခြားဆုံးအမှတ်အသားကဆဲဆိုခြင်းပါကဘာမှာဘယ်ပွဲတော်မှမရှိတဲ့ဒလေးတစ်ခုပါဘာလို့လဲဆိုရင်အဲ့လိုဆဲဆိုတာကရန်ညှိုးထားလို့မဟုတ်ပါဘူးကိုကြီးကျော်ကကျန်းတန်းပွန်နေတာကိုကြိုက်တယ်ရင်ကြီးပြနေမကြိုက်ဘူးလို့ယုံကြည်ကြလို့ပါဒါအပြင်ဒါကလူမှုဘဝစိတ်ဖိစီးမှုတွေကိုရှော့ချပေးတဲ့သဘောတရားတစ်ခုလည်းဖြစ်ပါသေးတယ်ဒီနှစ်ပတ်လုံးစီးရီဖောင်းနေနဲ့နေရတဲ့လူတွေအတွက်ပွဲတော်တွေမှာတော့လွတ်လွတ်လပ်လပ်နေဝင်ရတဲ့အချိန်တွေပါပဲပွဲတော်မှာကိုကြီးကျော်ကိုအရက်ပလင်းကြက်ကြော်ငွေဆက်ကူတွေနဲ့အဓိကပူဇော်ပတ်သားကြပါတယ်စီးပွားရေးသမားတွေကတော့ကိုကြီးကျော်ကိုပတ်တိုင်းအယောင်းဝယ်ကောင်းတယ်လက်ရွှင်တယ်လို့အယုံကြည်ကြီးပါတယ်ဒါကိုကြည့်ရင်မြန်မာလူမျိုးတွေယုံကြည်မှုထဲမှာနတ်ကိုးကွယ်မှုကဘလောက်ထိနှဆိုင်လဲဆိုတာတွေ့ရမှာဖြစ်ပြီးတော့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဖြစ်ပေမဲ့လောကီကြီးကအကူအညီလိုအပ်လာတဲ့အခါကိုကြီးကျော်လိုနတ်တွေကိုပဲအားကိုးကြတော့မှာပဲတကယ်တော့ပခန်းကိုကြီးကျော်ဆိုတာဇလန်တစ်ပုတ်အနေနဲ့ကြည့်ရင်စိတ်တင်ရတွေနဲ့ပြီးဆုံးသွားတဲ့လူငယ်လေးတစ်ယောက်ပါဒါပေမဲ့သူ့ကိုဒီနေ့အထိလူတွေကဘာလို့ချစ်ခင်ကြလဲဆိုတော့သူ့စီမှာ freedom လို့ခေါ်တဲ့လွတ်လပ်မှုရှိလို့ပါကျွန်တော်တို့နေ့စဉ်ဘဝမှာစီးရီပေါင်းတွေအောင်နေရတဲ့အခါမွန်းကျက်လာပြီးလွတ်လပ်တဲ့ကိုကြီးကျော်ရဲ့ဘုံကြီးကိုအားကြမိကြပါတယ်ဒါပေမဲ့သတိထားရမှာကသူ့ရဲ့လောင်းကစားနဲ့အပျော်ပါအကျင့်တွေက
သူ့ဘဝကိုအဆုံးသက်စေခဲ့တဲ့အကြောင်းရင်းတွေဖြစ်တယ်ဆိုတာကိုပါဒါကကျွန်တော်တို့ဘဝအတွက်သင်ခန်းစာယူစရာဖြစ်ပြီးမိတ်ဆွေတို့ကရောပကန်းကိုကြီးကျော်ဘယ်လိုမြင်လဲကိုကြီးကျော်ကမင်းသားတစ်ပါးဖြစ်ရတဲ့နဲ့အာနာနဲ့စီးစိမ်ကိုစွန့်ပြီးသူဖြစ်ချင်တဲ့ပုံစံတိုင်းရဲရဲဝံ့ဝံ့နေထိုင်သွားတာပါနောက်တစ်ခုကကိုနီနန်းဆိုတာတကယ်တော့ပကန်းဒေတာရဲ့ရှေးရောက်အမွေအနှစ်တစ်ခုအဖြစ်ကြံရှိခဲ့ပါတယ်နောက်ထပ်တိထားတဲ့ထူးခြားတဲ့ဇာတ်လမ်းတွေရှိရင်လည်းကွန်မန့်မှာမျှဝေပေးတော့ပါဦးဒီလိုစိတ်ဝင်စားစရာဗီဒီယိုတွေကိုအမြဲတင်ဆက်ပေးတော့မှာဖြစ်လို့စောင့်ကြည့်နေပြီးဖို့မမေ့နဲ့နော်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ